မွေပေးဘူးလေဒီမှာဒီအဲဒီဒီ အဲ့ မှာ တော့အများကြီးပြောင်းနေတယ် စလိုင်းလေးဒါပဲစလိုင်းလေးဒီ ဒီမှာဒါတွေကတော့ယောက်ျားအတွက် ရှင်ရလေဒါနဲ့နေပါအောင်ရှင်ငါကြရှင်ဒီလမ်းစာထုတ်ရလည်းမဟုတ်ဘူးဘယ်ရပတ်စံနေရတာ ဟောအဲ့ဒါပဲမိမလိုကနေမဲ့ကန်စားတာမနေ ကံကြတာမနေဘူး ဒီနေ့အလုပ်တွေကငယ်ချင်းတို့ယောက်ျားတဝိုင်းကျွေးလိုက်တယ်ကောနေ တဝိုင်းကျွေးလိုက် တဝိုင်းကျွေးလိုက်ယောက်ျားရှင်းတယ်ယောက်ျားရှင်းတာ ယောက်ျားရှင်းတာ ယောက်ျားရှင်းတာ ဘယ်လောက်တောင်ရှင်းလိုက်လဲ တသိန်းခွဲတယ်မများဘူး တသိန်းခွဲ ဟုတ်တယ်လေ ကိုပြောင်းကြီးတသိန်းခွဲဘယ်လောက်ရှင်းရလားလို့ အော်မင်းမရဲ့လူမသိငွေမရှာဒီကောင်းလေးကိုယောက်ျားမတိုက်တာကြာပြီလေယောက်ျားမတိုက်တာ အဲ့ဒါကိုယင်ထားလာတငယ်ချင်းတွေကိုလည်းကျွေးမွေးတယ်မိန်းမအတွက်လည်းဝယ်လာတယ်သမီးအတွက်လည်းပါတယ်ဆိုတော့ပတ်စံတွေအများကြီးကုန်နေပြီလေအဲ့ပတ်စံတွေရှင်းပေးရလဲလို့ အဲ့ဒါမင်းမယောက်ျားပြောတာလူကနေမှကန်စားတာမနေ ကန်ဆာတာမနေဘူး ဒီယောက်ျားပတ်စံကောက်ရ ပတ်စံကောင်းရတယ် ပတ်စံကောက်ရတယ် ပတ်စံကောင်းဘယ်လောက်